ဟိုပလဲရင်တို့လက်စွပ်လေးလိုချင်ပါတယ်တဲ့ပြပြီးပါလားတဲ့ပြပေးမယ်ပြပေးချင်လို့တကြတွေးလုံးကိုအောက်ထားရကွယ်အခုပြပေးမယ်ဆိုတာလေဒီမှာကြည့် list store တွေလည်းလုံးဝကိုမှဒီဇိုင်းအသိအလန်းတယ်ကိုချစ်တွေမျောနေတဲ့ကိုချစ်တွေဒီဇိုင်းသိဆိုမှသိနော်ပလဲ list store တွေမလေအားကြီးမိုက်တဲ့ပလဲ list store တွေဒီဇိုင်းအသိတွေနော်ရေထိုးဆွဲသီးလေးလိုက်ရမယ်နော်ကဲဒါလေးဆိုရင်ဈေးနှုန်းကြောင့်လောမစိတ်တစ်ခုစီတော့အသေးစိတ်မပြောတော့ဘူးနော်ဈေးနှုန်းလေးကြောင့်လောပုံစံလေးကိုကြိုက်လို့ရှိရင်တော့ asset လေးရိုက်ပြီးတော့မစိတ်တို့ရဲ့ vibe ပုံတုံညကို930ထား6ရမှာလာပြီးမင်းများနိုင်တယ်လာပြီးဝယ်ယူနိုင်တယ်နော်ဈေးနှုန်းကြောင့်တော့ဟိုတယ်လိုမျိုးဆိုရင်တော့14တရားနေပြီးပါစားဟိုတယ်လိုမျိုးစိုက်အကြီးကြီးလေးဆိုရင်တော့4560ဝန်းကျင်လောက်ထိရှိမှာပေါ့နော်ကဲအဲ့ဆိုရင်တော့စိုက်ကလက်စော့ကကိုလူတဲ့ပုံလေးကိုပေါ့နော်ကိုလူတဲ့ဈေးနှုန်းလေးကိုမဆစ်ပြရဲ့ Viber မှာလာမေးလိုက်ရရနော်အဲ့ဒါလေးကကြောင့်တော့14တရားနေပြီးမှာစား50 60ဝန်းကျင်လောက်ထိဒီလိုမျိုးအကိတ်ကြီးတွေရမှာပေါ့နော်ဒီလိုမျိုးအသေးလေးဆိုရင်တော့14သိန်း15သိန်းလောက်နေစပါမယ်နော်ဒီလိုမျိုးအကိတ်ကြီးလေးဆိုရင်တော့50 60စမှာပေါ့ကွယ်နော်ဈေးနှုန်းကတော့အစားသားစီတယ်ထိုနီးလကပဲဒီလိုမျိုးဆွဲသိရင်ထိုးလေးဆိုရင်လည်းတစ်လုံးကိုပိန်40နေပြီးမှ60ဝန်းကျင်လောက်ထိရှိပါမယ်နော်ဟောတယ်လိုမျိုးပေါ့ကွယ်အကြီးလေအကိတ်လေပေါ့နော်ကဲအခုမင်းထားတဲ့ comment ပိုက်စင်လေးကကြတော့မမစိတ်ကိုတောင်းချတဲ့ဈေးနှုန်းလေးတွေနော်ကိုဝတ်ချတဲ့ပလန်ရောင်လေးတွေကိုမမစိတ်တို့ရဲ့ vibe ဖုန်းပေါင်ရက်ကို930ရမှာအသေးစိတ်လာရမင်းညာနိုင်ပါတယ်နော်မမစိတ်ပစ္စည်းလေးတွေလက်စော့ရဆွဲပြီးတော့တွဲပြီးလဲရက်ပေးလို့ရရနော်ကိုချစ်တွေအာမနာတာမေးလို့ရတာမို့လို့ပေါင်ရက်ကို930 vibe ကိုညလာပေးနော်လက်စော့လေးလည်းအများကြီးထွေးတယ်ရေထိုးဆွဲပြီးလေးလည်းအများကြီးထွေးတာမို့လို့ညလေးလာရောက်အားပေးပေးပေါ့နော်အတန်လေးတော့နည်းနည်းနာနေတောင်ကြီးမှာနော်နေတိုင်းချော်ရီတောက်လာဆိုတော့ကွယ်အတန်လေးတော့သီးခံနားထောင်ပေးပါနော်အတန်တော့နည်းနည်းနာနေလို့ပါကျေးဇူးတင်ပါတယ်